ရွာသားမြန်မာပြည်ကိုကြောက်စုစာရေးဆရာဒီစာရေးဆရာဒီဆရာဒီစင်ကြီးစိတ်ချမ်းညီညီလေးစဉ်းစားနာထောင်တော့ဆိုပါလေစိတ်ကြီးကလေးချင်းစိတ်ချမ်းညီညီလေးစဉ်းစားနာထောင်တော့ဆိုပါလေစိတ်ကြီးကလေးချင်းဒီခါတော့ဒီမလေးကိုအရှိန်တိုင်းဒီမလေးဒီလိုဒီကလေးကိုအကျဉ်းတိုင်းဒီမလေးစာပြေပါရဲ့လာလီလာလို့ဘာဒီနာမမရလေးဘာဒီ
ရေးရတဲ့စာလေးနော်ဘယ်လိုရှိဆရာတင်ကိုတချင်းကြီးမရေးရပါဘူးဆိုပြီးတော့ဟုတ်ကဲ့ကျွန်တော်ရှုံးချကြတာကဲရရှုံးချကြတယ်အမလေးချောင်းရောင်နေဆိုတဲ့တချင်းကြီးတဲ့စင်ကြီးကိုကလုံးကြီးတဲ့တချင်းလောက်ကြီးတဲ့တချင်းရှိအောင်မလားဆိုပြီးတော့ပညာရှိနည်းနဲ့တုံ့ပြန်လိုက်တာဟုတ်ကဲ့ဘယ်တော့ကောင်းလဲဟုတ်ကဲ့ကျွန်တော်တို့စော်ကားတဲ့လူပြန်ပြီးတော့မမရင်ပြန်မပြောကြမလို့နော်ကန်းဝင်တချင်းတစ်ပုတ်ကြားခဲ့ရရာပညာရှိနည်းနဲ့တုံ့ပြန်ကျွန်တော်တို့လည်းအဲ့လိုမျိုးပဲပေါ့နော်ဘယ်လိုပဲတိုက်ခိုက်ပါစေကျွန်တော်အဲ့အချက်တစ်ခုတော့ရှိတယ်ကျွန်တော်ဆက်ပတ်စံချီးတယ်မလားဟုတ်တယ်ကျွန်တော်မတောင်းဘူးဟုတ်တယ်ပြန်ပေးမပေးရင်မတောင်းဘူးဟုတ်တယ်ဟိုတကယ်လုံးဝမတောင်းအဲ့မပေးတဲ့လူဘာလုပ်လဲဆိုတော့ကျွန်တော်ပတ်စံရှိအောင်စူးစမ်းပြီးတော့အဲ့လူရှင်ပတ်စံပုံထားခြင်းကျွန်တော်စိတ်ကူတယ်သူဒုက္ခရောက်တယ်တွေ့ရမလားသူပတ်စံထပ်မချီးရဘူးလေမချီးရဘူးပတ်စံထပ်မချီးရဘူးလေဟုတ်တယ်လေမင်းပြောလက်ချီးတာအမဲကလည်းမင်းကိုပြောနေတာအခုတော့လည်းစူးစမ်းခြင်းစိတ်မိုးတီးရတာဟုတ်တယ်ကောင်းတော့စိတ်ထားနဲ့ကောင်းတော့စိတ်ထားနဲ့โอเคတွေစိတ်တော့ကရောက်စရာတွေကိုကျွန်တော်လေကလေးဖြစ်တုံးပြမယ်ကျွန်တော်အပေါ်တက်လန်းတာများတယ်ဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်အေးစေးပါနော်အသိပေါ်နေဘူးအဲ့ကြောင့်တချို့စတဲ့မှာတိုက်ခိုက်တဲ့လူရှိတယ်ဟုတ်ကဲ့နင်းလေသွားပြီးမသားကြီးရဲ့နင်းလေဟာမဲလားငါချင်းနေလို့ရှိရမဟုတ်ဘူးဟုတ်လားငါဘေးထက်ပြီးတော့ဗီဒီယိုကောပြောချင်လို့ချင်းပြောပြန်မင်းကဝါတိုင်းကဒီမသိဘူးဆက်တော့လို့ရမရရင်ဒီပါအတီးကျော်စားကျော်စုဟဲ့ဟောလို့ကျောင်းဝင်လာတဲ့ဆိုင်ကိုဟုတ်ပါဟ